အခုပိုလန်မှာတယောက်ထက်တောက်ပနေတဲ့ Sherry Moore ရဲ့ final day က Miss Supranational ရဲ့ final day ကဒီတောက်ကြနေမနေ့ဖန်ပေါ့နော်28ရက်နေ့ဖြစ်တယ်မြန်မာစံတော်ချိန်ဆိုရင်တော့ဒါမနေ့တနားဝင်းကျင်လောက်တော့ဖြစ်ဖို့များတယ်ပေါ့နော်မတို့ဒီဘက်မှာဆိုရင်တော့စောသေးတယ်ပေါ့လို့ဆိုတော့မတို့ကအားပေးလို့ရတယ်ဒါပေမဲ့မြန်မာနိုင်ငံကလူတွေကကြတော့နည်းနည်းတော့အေးပြစ်မှာပေါ့ကွယ် Sherry Moore ရဲ့ national costume ကဒီလိုမျိုးပေါ့နော်ပုံစံလေးထွက်လာမယ်လို့ထင်တော့မထင်ထားဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုပုံပပနဲ့တကယ်ကို national costume လုံးဝစစ်စစ်ကြီးကိုသူရှာပြသွားတာသူ့ရဲ့ဒီခိုင်မာလာနစ်စီပေါ့နော် national costume ကိုသူရတဲ့အချိန်တိုလေးမှာပေါ့နော်ဒီစက္ကန့်ပိုင်းစာလေးမှာသူ performance ကောင်းကိုသူလုပ်သွားတယ်ဒါတကယ်တော့ဒါသူ့အတွက်ဒါချီးကျူးစရာပဲသူ့ရဲ့ top model challenge နဲ့ဒီ street suit round တွေကိုကြည့်မယ်ဆိုရင်လည်းတော်တော်လေးကိုဖျားနေတာပေါ့နော်သူ့မှာဆိုရင်ဒါ international fan တွေတော်တော်များတယ်ပေါ့အခုနောက်ပိုင်းဆိုရင် Sherry Moore ကို international beauty pageant fan တွေကတော်တော်လေးကိုဒါသူ့ကိုသတိထားပြီးတော့အားပေးလာတာတွေ့ရတယ်ဒါမနက်ဖြန် final ပွဲကလေဒီမြန်မာနိုင်ငံကဒီ Miss Universe မြန်မာနဲ့လည်းသွားပြီးတော့တိုက်နေတယ်တကယ်ဆိုဒါ national director ကတရက်2ရက်လောက်ပေါ့နော်ရှေ့ကိုတိုးရင်လည်းတိုးဒါမှမဟုတ်ရင်လည်းနောက်ကိုစုပ်ပြီးတော့သူ့ရဲ့ဒီ Miss Universe မြန်မာ final ပွဲကိုကျင်းပတင်တယ်လို့ထင်တယ်ဘာလို့လဲဆိုတော့အခုဆိုရင်အခုဒါမြန်မာနိုင်ငံမှာကပွဲတွေကစတိုက်ဖြစ်နေတော့ Sherry Moore ဘက်ကိုတိတ်ပြီးတော့အာယုံမရောက်ကြဘူးသူဒီအသက်နိုင်ဆုံးအကောင်းဆုံးစူးစမ်းတယ်တကယ်ဆိုရင် Sherry Moore အနေနဲ့အခုချိန်မှာပြည်သက်ရဲ့အားပေးမှုကိုဒီတက်မကပို့ပြီးတော့ရနေရမှာသူဒီတကယ်လဲစူးစမ်းတဲ့ကလေးဖြစ်တယ်အခုဆို international fan တွေကအစားသူ့မှာရှိတယ်ဖြစ်တဲ့အတွက်ကြောင့်လို့သူ့ကိုပေါ့နော်အားပေးတဲ့ fan ကပြည်တွင်းမှာဒီတက်ပို့ပြီးတော့များလာမှာပိုလန်မှာ Sherry Moore ရဲ့ final day က29ရက်တောက်ကြနေမနေ့တနိုင်ဝင်ကျင်းပြီးွားရင်နောက်တစ်ယောက်ကဒီလှိုင်ဘွားရှိရပေါ့နော်လှိုင်ဘွားကလည်းသူကဒီ28ရက်နေ့ပေါ့နော်မနေ့တနိုင်ဝင်ကျင်လောက်ဖြစ်တယ်ဆိုတော့ဒါသူတို့နှစ်ယောက်ကတော့ဒါတိတ်ပြီးမကွာဘူးဒါပြီးွားရင်မနေ့ဖန်ကြရင်မတို့ဒီ Miss Universe မြန်မာရဲ့ final day ရှိပါတယ်